မွန်ပြည်နယ်မှာပဲရှိတဲ့ပလူးကျွန်းရွာရဲ့နှစ်စဉ်ရွာတလေးတစ်ခုဖြစ်တဲ့အေရှင်နဲ့တိမီမီသူမဆိုလူမျိုးပါတာမရွေတရွာလုံးမှာရှိရဲ့ကြိုက်တဲ့အိမ်ပေါ်ကြိုက်တလောက်တတ်စားမုံရီပါယူပြန်သွားလို့ရတဲ့အထီကိုချစ်စရာအလူလေးတစ်ခုဒီကခေါ်သွားပေးပါမယ်နော်ပလူးကျွန်းမှာကရွာပေါင်း100နီးပါးလောက်ရှိတယ်အဲ့ဒီထဲမှာတရွာတစ်လှည့်စီကျွေးရမျိုးပေါ့နော်ရွတ်သွားတဲ့ရွာအလှည့်ကတော့မှုတွန်းရွာပဲဖြစ်ပါတယ်အိမ်ကတော့ဒီလိုပထမဆုံးဝင်စားတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်သူကအချိုပွဲစားပြီးဒီလိုမျိုးထမင်းနေဟင်းတွေကိုလည်းအပီပြင်ကြိတ်ပေးရတယ်ပေါ့နော်ဒီကတော့အပီပြင်ဆွဲခဲ့ပါတယ်ရှင်ဒါတော့အရန်ချစ်ဖို့ကောင်းတဲ့အိမ်ရှင်ပဲဖြစ်ပါတယ်ရှင်ဒီလိုလဲဆိုတာဒီလိုမသိပါဘူးဘယ်သူမှမသိဘဲနဲ့တက်စားခဲ့တဲ့ပထမဆုံးအိမ်ပေါ့နော်ပြီးရင်တော့နောက်တစ်အိမ်သွားရမယ်ဒီလိုဘယ်နဲ့အိမ်လောက်စားနိုင်ရင်လို့ထင်လဲအရန်ပြောစရာကောင်းတဲ့ vlog လေးမို့လို့အဆုံးထိကြည့်ပေးကြပါဦးနော်ဒါတော့ဒီလိုဒုတိယအနေနဲ့ဝင်စားပြတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်အချိုပွဲတွေစားပြီးဆိုတာနဲ့ဒီလိုကကျတော့ထမင်းကျွေးမကျွေးရင်ဒီအိမ်မှာတော့ထိုင်းမုတ်တီကျွေးတာပါအရန်စားကောင်းပါတယ်ရှင်ထိုင်းမုတ်တီလေးလဲစားပြီးဆိုတော့အိမ်ပေါ်နေဆင်းလာမယ်ဆင်းလာပြီးရနဲ့ဒုတိယမြောက်အိမ်ပြီးသွားပြီးဆိုတော့တတိယမြောက်အိမ်ကိုရောက်ပါပြီရှင်အချိုပွဲမှာလေးလက်ဖက်ကတော့မပါမှာဖြစ်ပဲဒီမှာလက်ဖက်လေးစားပြီးတာနဲ့သူကအောက်မှာတော့အုတ်ထမင်းနဲ့ကြက်တာဟင်းနဲ့ကျွေးရပေါ့နော်နေရန်ပူနေတာနဲ့အုတ်ထမင်းတော့မစားတော့ဘူးဆိုပြီးတော့တတိယမြောက်အိမ်ကိုချီတက်လာတယ်ဒါကတော့ဘယ်သူတွေလဲတော့မသိပါဘူးဘယ်သူအိမ်မှမသိပဲစားခဲ့တဲ့တတိယမြောက်အိမ်ပေါ့နော်အိမ်မှာကဘာနဲ့ကျွေးလဲဆိုတော့ငါတလောက်ဟင်းလဲပါတယ်အစုံပဲပေါ့အဲ့ဒါနဲ့ပဲဒါကတော့၄အိမ်မြောက်ချီတက်လာတာပါအိမ်မှာကတော့ဒီလိုမျိုးအသားလုံးကြော်တွေအချိုရည်တွေမုတ်တွေအများကြီးကျွေးပါတယ်လေးလောက်သွားပြီးတဲ့အချိန်မှာဒီလိုအဖွဲကတော့ဒီမှာဒါလေးတွေကစုမိဆောင်ပြီးသွားပါပြီပြီးတော့ဒါစီကုံမှာဆိုလို့9အိမ်မြောက်အိမ်ကိုလမ်းလျှောက်ပြီးတော့သွားနေတာပါ9အိမ်မြောက်အိမ်မှာမုတ်လေးတွေစားမုတ်လေးတွေယူခဲ့ပြီးတော့ဒါကတော့6အိမ်မြောက်အိမ်ကိုရောက်နေတာပါပြီးရင်တော့ပြန်ဆင်းပါပြီဒါကတော့9အိမ်မြောက်နဲ့10အိမ်မြောက်ပဲဖြစ်ပါတယ်ရှင်အဲ့ဒီမှာလက်ချောင်းထောက်ပြနေတာဒီအိမ်က9အိမ်မြောက်ဆိုပြီးပြောပြနေတာဒီအိမ်ကဟင်းတွေကလည်းအရန်စားကောင်းတယ်ကြောက်ဝတုံရန်အစုံပဲတကယ်ကိုထမင်းမိန်လေးစားခဲ့ရတာပေါ့နော်တေချာလဲနားခဲ့တယ်ဒီအိမ်မှာဆိုရင်ဒါကတော့10အိမ်မြောက်အိမ်ကိုသွားနေတာဖြစ်ပါတယ်10အိမ်မြောက်အိမ်မှာတော့မုတ်လေးတွေလည်းစားခဲ့တယ်အချိုရည်လေးတွေလည်းတောက်ခဲ့တယ်ပြီးရင်တော့လမ်းမှာဒီကိုချစ်တဲ့သူတွေနဲ့တွေ့ခဲ့ပါတယ်ဒီအဖွဲလေးကလည်းဒီလိုပဲလိုက်စားတာ10အိမ်ကျော်နေပြီအဲ့ဒါနဲ့ဘယ်ရမယ်သူတို့နဲ့လိုက်ခဲ့လိုက်တာကိုကတော့17အိမ်မြောက်အိမ်ကိုရောက်သွားပါပြီ17အိမ်မြောက်အိမ်မှာလည်းလုံးဝအစုံကိုကျွေးရပါပေါ့ဒီရွက်တလီကအခုမှဖြစ်တာမဟုတ်အရင်ကတည်းကရှိရပေါ့နော်အိမ်ရှင်တွေကလေမစားရင်တအားစိတ်ဆိုတော့အဲ့ခါကျတော့နည်းနည်းစီစားပြီးတော့ပေါ့နော်အိမ်သားတို့ဒီလိုမျိုးပတ်စားလိုက်တာပိုးပြီးပျော်ဖို့ကောင်းပါတယ်ပျော်ဖို့ကောင်းလို့ညအထိကိုဒီလိုမျိုးလိုက်စားခြင်းပဲနေဝင်တော့မယ်ဆိုတော့မဖြစ်မနေအိမ်ကိုပြန်လာခဲ့ရပါတယ်ရှင်ဒါလေးကတော့မုတ်တွေအများကြီးရိုက်ခဲ့တာပါရှင်ဗီဒီယိုလေးကိုဒီတိရအောင်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆိုကြမယ်နော်အားလုံးပဲတာပါ